ဆိုတော့ multiple choice တွေဖြေလို့ရှိရင်ဘာဖြစ်လို့ပထမဆုံးအဖြေတွေကဘာလို့မှန်တက်ကြလဲဆိုတာကိုဆိုဒီနေ့မှာရှင်းပြပေးသွားမယ်ဆိုတော့ဒီဟာကိုမရှင်းပြသေးခင်ပေါ့နော်စုကဒီ Think and Grow Rich ရဲ့ Napoleon Hill ဆိုတဲ့ရေးထားတဲ့စာအုပ်အရာပေါ့နော်သူရှင်းပြတဲ့ပုံစံကိုစုကနေပြီးထပ်ပြီးရှင်းပြပါမယ်ဆိုတော့သူပြောထားတာကဆိုရဲ့ brain အုံနောက်ထဲမှာ system နှစ်ခုရှိတယ်ပထမဆုံး system ကို limbic system လို့ခေါ်တယ်ပေါ့နော်ဆိုတော့ limbic system နဲ့မှာဆိုတော့ဒီ hippocampus တွေရှိမယ် pronunciation တော့မှတ်လိုက်ပေါ့နော်သူတို့ကဘယ်လိုလုပ်လဲဆိုတာကိုရှင်းပြပါမယ်ဆိုတော့ဒီ amandla ကပြောမယ်ဆိုလို့ရှိရင်တော့ gut feeling ပေါ့နော် instant feeling ချက်ချင်းတွေးလိုက်တာမျိုးတဟာအေးပဲဘာမှစဉ်းစားမနေတော့ဘူးချက်ချင်းဖြေတာတို့နောက်တစ်ခုက anti တွေသူကသိနိုင်တယ်ဥပမာလမ်းသွားအနေနဲ့အနောက်ကနေစပိန်ဖြစ်လာတယ်ကိုကဘာဖြစ်သိလိုက်တယ်ကွာရိပ်မိလိုက်တယ် gut feeling တို့ဘာတို့ကိုသူကနေပြီးတော့ sense လုပ်နိုင်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီ limbic system က emotion ကိုထုတ်လုပ်ပေးတဲ့အရာလို့ပဲပြောရမလားဆိုတော့ကနေပြီးတော့မိကုန်းတစ်ခုတွေးလိုက်လို့ရှိရင်ဘာမှအရင်စဉ်းစားမနေမဲနဲ့ပထမဆုံးပြေကို A ရွေးလိုက်တယ်ဆိုတော့အဖြစ် A ရွေးလိုက်တာက system 1ကနေပြီးရွေးလိုက်တာဖြစ်တယ် system 1ရဲ့အလုပ်လုပ်ပုံကအဲ့လိုမျိုးပဲ system 2ကိုဆိုတော့ပြန်သွားကြည့်ရမယ်ဆိုလို့ရှိရင် system 2ကဘာလဲဆိုတော့ prefrontal cortex လို့ခေါ်တယ်သူတို့ကြတော့ပြောမယ်ဆို logical စဉ်းစားတယ်ဒီမေးခွန်းတစ်ခုတွေ့ရကွာဒီမေးခွန်းဟုတ်ရလားငါအဖြေမှန်ဒီလိုဖြေရလားဥပမာ problem solving တို့ပြဿနာတွေဖြေရှင်းတဲ့နေရာမှာလဲဆိုတော့ system 2ကိုအသုံးပြုပြီးတော့ဖြေရှင်းတာများတယ်ဆိုခဏပြောတဲ့အတိုင်းပဲဆိုရရဲ့ brain တွေမှာ system 1နဲ့ system 2ဆိုတာရှိတယ် system 2ကကြတော့အုံနောက်ရဲ့အရှေ့ပိုင်းချက်ပေါ့နော် prefrontal cortex လို့လည်းခေါ်တယ် system 1ကြတော့ခုန limbic system ပေါ့နော်အဲ့နှစ်ခုရှိတယ် okay ဆိုတော့ဘာလို့ဒီပထမဆုံးဖြေတဲ့အဖြေကဘာလို့အမှန်များလဲဆိုတော့ဒီ limbic system ရဲ့ဒီနှစ်ခုရှိတယ်ပေါ့နော် hippocampus ရဲ့ပြီးတော့ amygdala ဆိုတဲ့ဟာရှိတယ် hippocampus ကကြတော့ပြောမယ်ဆိုရင်သူက memory ကိုစုဆောင်းထားပြီးတယ်သူ memory ရှိတယ် hippocampus ကကြတော့အဲ့ memory ရဲ့ pattern တွေကိုအသုံးပြုပြီးတော့အဖြစ်မှန်ကိုရွေးပြတယ်ဒါမှမဟုတ်ချက်ချင်းဆုံးဖြတ်ချက်တဲ့အရန်မြန်တယ်ပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့အဖြစ်မှန်ကိုထုတ်လုပ်ပေးတာဆိုတော့ကဒီစာမှုပဲရှိတယ်ကွာဒါပေမဲ့စာမှုပဲရှိတာကိုအရင်1လ2လ3လ4လလောက်ကလေးကကိုယ့်ရဲ့အုံနောက်တဲ့ကို information တွေအကုန်လုံးထည့်ထားဒီအုံနောက်ကြီးကဘာဖြစ်ဖြစ်သိနေရကွာ if pattern တွေကိုသိနေ pattern တွေကိုသိရကြတော့တကယ်လည်းစာမှုပဲလေရအဖြေကိုတမ်းပြီးရောထုတ်လွှတ်နိုင်တယ်အဖြေကိုတမ်းပြီးရွေးနိုင်တယ်အဲ့ကြောင့်မလို့ဆိုတော့ရဲ့ပထမဆုံးဖြေတဲ့အဖြေတွေကပို့ပြီးတော့မှန်လေးရှိတာပေါ့နော်ဒါပေမဲ့ဆိုတော့တခါလေကြားလို့ရှင်မတင်ငါစိတ်တွေရှိရလေဆိုအေးမတင်ငါစိတ်တွေကပဲ system 2ကနေပြီးတော့လောက်တာပေါ့နော်ငါအေးရွေးတယ်ဟုတ်ပါမလားဆိုပြီးတော့ system 2နဲ့ဆိုတော့ B ကိုချက်ရွေးလိုက် system 2က logically တွေးပြီးတော့ငါမဖြစ်နိုင်ပါဘူးလေဆိုပြီးတော့အရင်စဉ်းစားရင်နဲ့စဉ်းစားလို့ပြီးတော့ B နဲ့ C ကိုရွေးဖြစ်သွားတာအမှန်တကယ်တော့ A ကအဖြေမှန်အဲ့လိုပုံစံပေါ့နော်ဆိုတော့ခါလေးကြားလို့ရှိရင်လည်းအဖြေ A ကမှားတတ်တဲ့အရာတွေရှိတယ်အဲ့ဒါကတော့ဆိုရဲ့အမြင်အရာပေါ့နော်အရင်တော့ကဆမဝဲဖြေမယ်ဆိုပြီးတော့ထည့်ထားခဲ့တဲ့ information တွေကပြောမယ်ဆိုလို့ရှိရင်ကိုကအမှား information တွေထည့်ထားတာပြန်ပြီးတော့တွေးစရာရှိတယ်အရင်နေ့ကကြက်ထားတယ်ကွာစကလုံးတွေကအမှားကြီးကြက်ထားလာပေါ့လေ grammar ဆိုလို့ရှိရင်မှားခဲ့ရလားမှားခဲ့တဲ့ information ထည့်ထားလားမှားခဲ့တဲ့ information ထည့်ထားတော့ဆမဝဲရလို့ရှိရင် system 1နဲ့ဖြေတဲ့အခါကိုကဒီမှားခဲ့တဲ့ information တွေပဲသူတို့ကပတန်ချပြီးတော့ပြန်ပြီးတော့အဖြေထုတ်တာမဟုတ်လို့သိပြီးတော့အဖြေမှားရင်လည်းရှိမှာပေါ့အဲ့ကြောင့်မလို့ဆမဝဲမဖြေခင်နဲ့ကငါတေချာမှန်ကန်တဲ့ information ထည့်ရမယ်ဆိုလို့ရှိရင် system 1နဲ့ဖြေတာကပို့ပြီးတော့မြန်မာရယ်လို့သူ့တနာတွေကပြောခဲ့တယ်ပေါ့နော်နောက်တစ်ခုမေးခွန်းရှိတယ်ပေါ့နော်အဲ့ဟာကဘာလဲဆိုတော့ဘလို့မေးခွန်းတွေမှာ system 1ဖြေရမယ်နောက်ဘလို့မေးခွန်းတွေကြတော့ system 2ဖြေရမယ်လဲဆိုတော့ရှင်းပြပေးမယ်ဆိုတော့ဘလို့မေးခွန်းတွေကို system 1နဲ့ဖြေရမယ်ဆိုလို့ရှိရင်ကိုနဲ့ရင်းနှီးပြီးသားမေးခွန်းရင်းနှီးပြီးသားအဖြေတွေဥပမာဆိုလို့ဂျမန်စာမှာဆိုလို့ရှိရင်ဒီခန်းကြီးကိုဆိုတော့သိတယ်ဒီခန်းကြီးအဖြေလည်းသိရကွာအဖြေလေးကိုရှိဒီအဖြေလေးကိုလည်းသိနေရကွာဆိုတော့အဲ့လိုမျိုးမေးခွန်းတွေဆိုလို့ရှိရင်တေချာပေါက် system 1နဲ့ဘယ်တော့မှ A ရွေးရတယ်ကွာနောက်တစ်ခါဘယ်တော့မှ B ရွေးဖို့ဆိုတော့စဉ်းစားမနေနဲ့တော့ခေါင်းထဲမှာထုတ်ပြလိုက်တော့အဲ့လိုမျိုးပုံစံဆိုတော့ system 2ကကြတော့ unseen မေးခွန်းတွေကွာသင်ချာတွေဥပမာဂျပန်စာဆိုလို့ရှိရင် reading ပေါ့ဖတ်ရမယ့်စာအုပ်ပုဒ်တွေကြတော့ system 1နဲ့စဉ်းစားလို့မရတော့ system 2နဲ့ logically ကိုစဉ်းစားမှရမယ့်အဖြေတွေပုံစံအနေနဲ့ဖြေရမယ်ဆိုတော့ဆူရှင်းပြပေးပါပြီအဲကြောင့်မလို့စွတ်တို့ multiple choice တွေဖြေလို့ရှိရင်ကိုနဲ့ရင်းနှီးပြီးသားမေးခွန်းတွေဆိုလို့ရှိရင်တေချာပေါက် system 1နဲ့ဖြေကိုနဲ့မရင်းနှီးသေးဘူးတစ်ခါမှလည်းမမြင်ဘူးမေးခွန်းတွေဆိုလို့ရှိရင်တော့ system 2နဲ့ဖြေပါလို့ဆိုတော့ကြံပေးပါတယ်ဆိုတော့စာအုပ်မှာလည်းအမှုပြောခဲ့တော့လေနောက်တစ်ခု disclaimer အနေနဲ့စုက neuroscience နဲ့ပတ်သက်ပြီးတော့တေချာပြီး specialize လုပ်ထားတဲ့လူတစ်ယောက်မဟုတ်ဘူးဒါပေမဲ့ဒီ
Think and Grow with မှာစာအုပ်ထဲမှာပါတဲ့အခြေခံ limit system ကိုစိုးရနေပြီးတော့လိုက်ရှာဖွင့်ရင်းနဲ့တနိုင်လောက် research လုပ်ထားတဲ့အရာဖြစ်တယ်။အားကြောင့်မလို့ခါလေးကြားလို့ရှိရင်မှားတတ်တဲ့အရာလေးပေါ့နော်ဖြစ်လို့ရှိရင် neuroscience ကိုအခုလက်ရှိသင်နေတဲ့အကြောင်းသားတွေများရှိလို့ရှိရင်ဆိုဝေဖန်ထောက်ပြလို့ရပါတယ်။အဲ့ဒါဆိုတော့အခုဆိုလေ neuroscience ကိုနည်းနည်းလေ့လာနေရမှာလို့အကြံပေးလို့ရပါတယ်ရှင်။အဲ့ဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်လဲဆွေးနွေးပါမယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်